TikTok မှာကျွန်တော်တို့ရင်တော့ကလည်းကိုယ်တိုင်လည်းသွားနေတာပေါ့နော်လုပ်နေတာပဲဒါပေမဲ့ကိုလုပ်နေတဲ့ဟာတွေထဲမှာဘယ်လိုအမားတွေပါတယ်ဘာတွေလိုအပ်ချက်ရှိတယ်ဆိုတာဒီနေ့တက်ပြီးတော့မှပဲသိတာပေါ့နော်တော့မှာဆိုဗီဒီယိုရိုးဟို edit လုပ်တဲ့ဟာတွေကစအခုပို့ပြီးသိနေတာပေါ့နော်အရင်ကဆိုတော့တို့ဒီ entertainment အနေနဲ့ပဲသုံးနေတာမျိုး social media နဲ့သုံးနေတာဆိုတော့အဲ့လိုဒီတွေ့ကြံမသိခဲ့ရဘူးအခုဒီတင်တန်းဆိုတော့ဒီတင်တန်းနှစ်ရက်တက်လိုက်တဲ့အချိန်မှာတော်တော်လေးသိထားတယ်ဒီနေ့စတဲ့အချိန်မှာပေါ့နော်ဒီ digital marketing မိုင်းကအကြောင်းမိုင်းတွေကို video editing မိုင်းတွေကိုပို့ပြီးသိရတယ်အစတော့ကတော့ဒီ TikTok လေး creation ပြောတော့မယ်ဆိုတော့ဒီနောက်ပိုင်းကျတော့ဒီကဏ္ဍလေးကိုတက်ပြီးတဲ့အချိန်မှာquality content တွေကိုပို့ပြီးတော့ဗန်နီနာပဲချိန်ပြီးရပါတော့ဒီမှာအရင်ကဆိုရင်ဗီဒီယိုလေးဖန်ပြီးတာဟာတာဆိုရင်ဟာတာယူတဲ့တည်တက်သွားတယ်ပေါ့နော်အခုနောက်ပိုင်းဆိုရင်လည်း save ပိုင်းကိုဘယ်လိုမျိုးထည့်ပေးရမလဲဘယ်နေရာမှာအမှားတွေရှိနေဆိုတော့တိတိကျကျသိလာပါတယ်ပေါ့နော်တော့မှာအရင်တော့လုပ်ပြီးအမှားတွေအရာတွေလည်းပြန်ပြီးတော့ပြင်ဆင်လာပြီးတော့နိုင်တယ်ပေါ့ဗီဒီယိုလေးရဲ့နောက်ွယ်ကနေပြီးတော့လိုအပ်တဲ့အချက်လက်တွေကိုလည်းပို့ပြီးသိနိုင်တဲ့အတွက်တော်တော်လေးအဆင်ပြေပါ